BTS ချစ်သူတို့ရေ BTS ချစ်သူတွေအတွက် HK Recent Keychain ကနေဖန်တီးပေးလိုက်တဲ့ BTS Keychain လေးတွေနဲ့မိတ်ဆက်ပေးပါရစေဒီ Keychain တစ်ခုချင်းမှာတော့အပြင်ကကတ်ထားတာမဟုတ်ပဲ Recent နဲ့မြုပ်ပြီးလောင်းထားတဲ့ BTS Group Photo ပုံလေးရဲ့နောက်ကျောဘက်မှာ BTS ဖောင်းကြွစလုံးလေးရဲ့ခိုင်ခန့်အောင်စီမံထားတဲ့ဘွားလေးနဲ့တွဲထားတဲ့ပပဟက်လေးရဲ့ပြည့်ပြည့်စုံစုံဖန်တီးပေးထားတဲ့အတွက်လက်ဆောင်ပေးရင်လည်းလှကိုယ်တိုင်ကြင်ရင်လည်းစိတ်တိုင်းကြမယ်တန်တန်လေးနဲ့ရောင်းပြီးမှာကတစ်ခုမှ6000ကျပ်အရေးအတွက်မများတဲ့အတွက်မြန်မြန်လာမှစိတ်ချရမယ်နော်အခုညမှာတော့ရွေရှားဈေးတယ်လေးအနေနဲ့မုရိဒာဈေးတန်းရဲ့ပေါ်တော်မူဖျားရှည်နာအထက်ကတဲ့မယန်းကုန်းဝင်းကျင်မှာရှိနေပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်